တရုတ်သမ္မတကြီးတွေတရန်နီဖန်စစ်စစ်ပဲတရုတ်သမ္မတကြီးရှီကျင်းဖျင်ဟာသူ့အနေနဲ့ Manchester United အမာခံပရိသတ်တဦးဖြစ်တယ်လို့ဆိုလာပါတယ်သမ္မတကြီးရှီကျင်းဖျင်ဟာဘောလုံးမာသနာအိုးတူဖြစ်လူသိများပြီးတော့2015ခုနှစ်အတွင်းက UK ခီးစဉ်အတွင်းမှာလည်း Manchester မြို့ကိုတွားရောက်လည်ပတ်ခဲ့မှုသူတယောက်လည်းဖြစ်ပါတယ်တရုတ်နိုင်ငံရဲ့သမ္မတကိုရင်ကသူဟာ Manchester United တင်ကိုအားပေးတယ်လို့ပြောလိုက်တဲ့အခါမှာဒီအသင်းရဲ့ကြီးကျယ်ခမ်းနားမှုဘယ်လောက်ထိရှိတယ်ဆိုတာသင်အနေနဲ့သဘောပေါက်သွားပါလိမ့်မယ်။ United တင်ရဲ့ပုံရိပ်ကြီးမားမှုကဘယ်လောက်ထိရှိတယ်ဆိုတာထင်သာမြင်နေရပါတယ်။အမှန်တိုင်းပြောရရင်တော့ Manchester United တင်ဆိုတာတကမ္ဘာလုံးကိုလွှမ်းမိုးထားတဲ့အင်အားကြီးတစ်ခုပါပဲ။ United တင်ဆိုတာဘောလုံးလောကရဲ့အောင်မြင်ဆုံးကလပ်အသင်းတစ်သင်းဖြစ်လို့လေအားပေးရတဲ့ပရိသတ်တွေအတွက်တော့တကယ်ကိုဂုဏ်ယူစရာပါတရုတ်သမ္မတရှီကျင်းဖျင်ကပေကျင်းမှာ UK ဝန်ကြီးချုပ်ကီယာစတာမာနဲ့တွေ့ဆုံစဉ်မှာ Manchester United အသင်းရဲ့အမာခံပရိသတ်တဦးဖြစ်ကြောင်းဝန်ခံခဲ့တာလည်းဖြစ်ပါတယ်ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာဟာတရုတ်သမ္မတရှီကျင်းဖျင်နဲ့ဇန်နဝါရီလ29ရက်နေ့ကတွေ့ဆုံစဉ်မှာတော့အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Manchester United အသင်းကအာဆင်နယ်အသင်းကို2-3 ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာအသုံးပြုခဲ့တဲ့ဘောလုံးကိုလည်းလက်ဆောင်ဖြစ်ပေးရခဲ့တယ်လို့လည်းသိရပါတယ်။